လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ day 10ကိုရောက်ရှိလာပြီပေါ့နော်တရက်တပုံမျှဝေစီစဉ်ရဲ့ day 10မှာဘာတွေပြောသွားမလဲပေါ့နော်ဆိုတော့ဒီနေ့မှာဆိုရင်တော့အတူတူတုတ်နဲ့လူရင်းလေးအတူဆုံးလေးပဲဖြစ်ပါတယ်ဒါကြတော့အမှန်တန်စနစ်ဖြင့်ရောက်ချတဲ့စည်ရင်စရာတွေပေါ့နော်ဒါလေးကိုနည်းနည်းလေးပြောပြပေးမှလည်းဖြစ်ပါတယ်ရှင်ဒါကြတော့ကမ္ဘာလုံးဆိုင်ရာတိုင်းရိုက်ရောင်းချသူများအသင်းပေါ့နော် The World Federation of Direct Selling Association ရဲ့လေ့လာစစ်ဆေးချက်အရနိုင်ငံပေါင်း120မှာဖြန့်ချီသူ15တန်းကပေါင်တန်းပေါင်း6,100တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုတိုက်ရိုက်ရောင်းချစနစ်နဲ့ပေါ့နော်ရောင်းချခဲ့ကြောင်းကိုတွေ့ရှိရပါတယ်။ဒါကြောင့်ပေါ့နော်ရည်တိန်နိုင်ငံမှာအမှန်တန်စနစ်နဲ့ရောင်းချမှုကတဲ့9နှစ်အတွင်း121ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တဲ့တိုးတက်ပုံကတော့တဲ့ပုံမှန်မမှန်တိုးတက်နှုန်းဖြင့်တိုးတက်ခြင်းလည်းဖြစ်ပါတယ်အမှန်တန်စနစ်နဲ့မဟုတ်ဘဲနဲ့ပေါ့နော်မဟုတ်တဲ့ရောင်းချမှုမှာတဲ့15ရာခိုင်နှုန်းအထိပဲတိုးတက်လျက်ရှိတာကိုတွေ့ရတယ်ပေါ့နော်အမှန်တန်စနစ်နဲ့ကိုယ်တိုင်ရောင်းချတဲ့လူပေါင်းမှာတဲ့ရည်တိန်နိုင်ငံမှာဆိုရင်တော့4သိန်းခန့်အထိရှိတာလည်းဖြစ်ပါတယ်အဲ့ဒီကြားမှာနေ90နဲ့မှ6ရာခိုင်နှုန်းอ่ะဆိုရင်တော့တပတ်မှာနာရီ30အောက်တာအချိန်ပိုင်းအလုပ်လုပ်ကြတဲ့လူတွေဖြစ်ကြတယ်အဲ့ဒီထို့သူများမှာတဲ့ကြားမအရေးအတွက်ခွဲခြားစစ်ဆေးမှုမပြုရသေးတော့လေတဲ့ငွေရရှိမှုအဆင့်တိုင်းမှာဆိုရင်တော့အမျိုးသမီးတွေကအများစုဖြစ်ကြောင်းကိုလည်းတွေ့ရှိရပါတယ်အဲ့ကြတော့ပေါ့နော်ဆိုတော့ဒီအခန်းတက်ရှင်တော့ပြီးသွားပြီပေါ့နော်ဒီမှာကတော့ကျမတို့ဒီအခန်းတက်မှာဆိုရင်လည်းအတော်လေးစုံနေပေါ့နော် Direct Selling Association ဖွဲ့တဲ့အကြောင်းတွေရောပေါ့နော်ဘယ်သူကဖွဲ့စည်းခဲ့တာလဲဒါကျမတို့ပေါ့နော်ဒီထူထောင်ခဲ့တဲ့လူတွေကဖွဲ့လဲကစပေါ့နော်အသေးစိတ်ပြောပြသွားလည်းဖြစ်ပါတယ်ဒီကြိုင်လည်းကျမတို့ပေါ့နော်နောက်ထပ်ဒီစီးပွားရေးရဲ့အနာဂတ်မှာဆိုရင်လည်းကိုပေါ့နော်ဒီကိုရဲ့စာသုံးသူကိုမိတ်ဆက်ထားတဲ့လူပေါ့နော်အဲ့ဒီလူကိုက customer service အကောင်းဆုံးပေးနိုင်တဲ့လူကဒီပေါ့နော်ဒီတိုးတက်ဆုံးလူဖြစ်မယ်ပေါ့နော်တိုးတက်ဆုံးလူဖြစ်မယ်ဒါတွေကိုလည်းစံကြတို့တည်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်မို့ဒီစံကြဖတ်ပြတဲ့ထဲကနေပေါ့နော်အသိပညာအကျိုးတစုံတရာရခဲ့တယ်ဆိုရင်အောက်က comment box မှာစာလေးတွေပေါ့နော်ရေးလာပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်